ကောင်းလေးတယောက်ကဘောလုံးမဝင်နိုင်တော့တည့်ရက်စီးနေပြီသူ့ရဲ့ဘောလုံးစွမ်းရည်တွေကိုလေ့ကျင့်ကြရတာပေါ့သူနဲ့သူငယ်ချင်းတွေဆိုချေအီဟောင်းနေရှာပြီးကိုယ်တိုင်ဘောလုံးလုတ်ကန်ကြတာလမ်းတွေလမ်းကြားတွေတိုင်းကိုသူတို့အတွက်မြက်ခင်းစိန်ကွင်းကြီးတွေအဖြစ်ပြောင်းလဲပြီးခဲ့ကြတာပေါ့ဒီလိုနှိမ့်ချတဲ့ပတ်ဝန်းကျင်အခြေအနေတွေမှာပဲပေလေးရဲ့ဘောလုံးစွမ်းရည်တွေဟာနေ့စဉ်နဲ့အမျှထွန်းကားလာခဲ့တယ်တခါကကဘာဖလားဘောလုံးပွဲကြီးတစ်ခုမှာပေါ့ဘရာဇီးလူမျိုးတိုင်းကသူတို့ရဲ့နိုင်ငံအသင်းဟာချန်ပီယံဆုဖလားကြီးကိုယူဆောင်လာလိမ့်မယ်လို့ယုံကြည်နေခဲ့ကြတာဒါပေမဲ့နောက်ဆုံးဘောလုံးပွဲမှာတော့ဘရာဇီးအသင်းဟာဥရုဂွေကိုတကူအသားနဲ့ရှုံးနိမ့်ခဲ့ကြတယ်ပေလေးရဲ့အဖေဆိုရင်တညာလုံးစိတ်မကောင်းပြီးအိမ်မပြောနိုင်ခဲ့ဘူးပေလေးကတော့သူ့ရင်ထဲမှာတိတ်တိတ်လေးကျိန်ဆိုလိုက်တယ်ငါဘရာဇီးအတွက်ကဘာဖလားချန်ပီယံဆုကိုရအောင်ယူပေးမယ်လို့ပေါ့မကြခင်မှာပဲမြို့ထဲမှာလူငယ်ဖလားဘောလုံးပြိုင်ပွဲတစ်ခုကျင်းပခဲ့တယ်ပေလေးနဲ့သူ့ငယ်ချင်းတွေလည်းအသင်းတစ်ဖွဲ့ခဲ့ကြတယ်အဝေးအစားဟောင်းတွေအိယာခင်ဟောင်းတွေကနေသူတို့ကိုယ်တိုင်ယူနီဖောင်းတွေချုပ်ပြီးတော့ပေါ့ဘောလုံးကန်ဖက်နှက်တရံတောင်သူတို့မှမရှိခဲ့ဘူးခြေပလာနဲ့ပဲကစားခဲ့ရတယ်ပြိုင်ပွဲတစ်လျှောက်လုံးကြိုးကြိုးဆားဆားကန်ရင်ဘိုးလူပွဲအထိရောက်လာခဲ့ကြတာပေါ့ဒါပေမဲ့ကွင်းထဲမှာတော့ပွဲကြီးပရိသတ်တယောက်မှမရှိပဲတိတ်ဆိတ်၆တွေ့နေခဲ့တယ်ဘေးနာကခင်မီအစင်းပြင်ပစ္စည်းတွေနဲ့ပြည့်စုံတဲ့ professional အသင်းကန်တာကိုလူတွေအားလုံးပြုံတိုးပြီးတွားကြည့်နေကြတာကိုပေလေးတို့အသင်းမှာလည်းတခြားရွေးချယ်စရာမရှိတော့အမိုက်ပုံထဲကနေစုပ်ပြဲနေတပတ်ရဘိုးလုံးဖက်နှက်ဟောင်းလေးတွေရှာပြီးစီးခဲ့ရတာပေါ့ဒါပေမဲ့ဖက်နှက်တွေကသူတို့ခြေထောက်နဲ့အဆင်မပြေဘူးပွဲစားပြီးမကြခင်မှာပဲကစားသမားတွေကအမားတွေစက်တိုက်လုံးမိနေခဲ့ကြတယ်ဖက်နှက်တွေကသူတို့ကိုအနှောင့်အယှက်ဖြစ်နေလို့လေအဲ့ဒီအချိန်မှာပေလေးကကွင်းပေးပွဲကြည့်စင်ပေါ်မှာသူ့အဖေကတိတ်တိတ်လေးထိုင်ပြီးသူတို့ပွဲကိုကြည့်နေတာကိုလှမ်းမိလိုက်ရတယ်အဖေကိုစိတ်မပြတ်စေချင်တာနဲ့ပေလေးကသူ့ကိုအနှောင့်အယှက်ဖြစ်နေတဲ့ဖက်နှက်တွေကိုခက်ပြက်ပြက်ကန်ချပစ်လိုက်တယ်မျက်လုံးမိတ်ပြီးသူ့အသက်ရှူနှုံးကိုပြန်ညှိလိုက်တယ်ပြန်ဖွင့်လိုက်တော့သူနေသားတရားထင်းနေတဲ့လမ်းကြားလေးထဲပြန်ရောက်သွားတယ်လို့ပဲအဲ့ဒီအချိန်မှာပေလေးရဲ့မျက်လုံးထဲမှာဘောလုံးမိတ်ရှိတော့တယ်ပြိုင်ပိတ်ခန်းစစ်တွေကိုတယောက်ချင်းစီချော်ဖြတ်ပြီးသူ့အသေးရဲ့ဥဆောင်ကိုတကူတော့တွင်းယူလိုက်တယ်ပွဲကြီးပရိသတ်တွေအားလုံးတအားတော့ဖြစ်သွားကြတယ်အဲ့ဒီတကူတွေကပရိသတ်တွေရဲ့စိတ်အားထက်သန်မှုကိုမီးထိုးပေးလိုက်ုံတင်မကပဲသူ့အသင်းဖော်ရရဲ့တိုက်ခိုက်လို့စိတ်ကိုပါနှူးဆွဲပေးလိုက်တာပေါ့သူတို့လည်းတယောက်ပြီးတယောက်ဖက်နှက်တွေကိုချွတ်ချလိုက်ကြတယ်ခြေပလာနဲ့ပဲကွင်းထဲမှာအားကုန်ပြေးပြီးဘောလုံးတိုင်းသက်ကျူးစားတိုက်ပွဲခံခဲ့ကြတယ်ပေလေးကလည်းသူ့ရဲ့ကျွမ်းကျင်တဲ့ဘောလုံးစွမ်းရည်တွေလှုပ်ရှားမှုတွက်လက်တဲ့ dribble ကစားဟန်တွေနဲ့ပေါ့ပေလေးတော့ပြိုင်ဘက် stick စီးကိုရှုပ်ထွေးမင်းသက်သွားအောင်လှုပ်ပစ်နိုင်ခဲ့တယ်နောက်ဆုံးပွဲပြီးတော့ရမိုက်က9ဂိုး6ဂိုးနဲ့အသင်းဟာမယုံနိုင်စရာကောင်းလောက်အောင်တက်တက်လေးရှုံးနိမ့်ခဲ့ရတယ်ဝင်းကျဲကပေလေးရဲ့ထူးချွန်ပြောင်မြောက်တဲ့စွမ်းဆောင်ရည်တွေကြောင့်လူတိုင်းကသူ့ရဲ့ခြေပလာနဲ့ကန်တဲ့ဘောလုံးကိုအမှတ်ရနေခဲ့ကြတာပေါ့